ဟုတ်ကဲ့မင်္ဂလာပါ comedy industry ရဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ကခါတိုင်းလိုပဲရုပ်ရှင် trailer တွေကို review လုပ်မှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်ဒီဇလန်ထဲမှာတထေးသားလေးနဲ့ကိုကြီးရဲ့ကြားမှာတင်းမာမှုတွေရှိနေတယ်ဆိုတဲ့အကြောင်းရင်းကဒီမင်းသမီးချောလေးကြောင့်ပဲဖြစ်တယ်ဒီကောင်းတဲ့ငါနဲ့အသားမဲတာလွှဲရင်ဘာတွေများတာနေလို့လဲဩအီမိုကေညှက်ထားတာပဲသူ့နာမည်ကအေကလေးအသက်က20အရက်က9ပြီ20ဘာအသက်က20အရက်က9ပြီ20အရက်က9ပြီ20အမကောင်လေးကရီးစားစကားပြောတယ် QUEEX ခွေ ဘာ QUEEX ခွေကောင်မလေးကနားမလဲလို့ကောင်လေးကလူလိုရှင်းပြလိုက်တယ်ဝါညာမင်းဝါပြီးအဲ့ဒါမျိုးလေးကောင်လေးကရုတ်တရက်ဒူးထောက်ချလိုက်တယ်လူတွေကဟာကနေဟင်ကနေဟာကနေဟင်နေအနေပေါင်းဘာကြီးလဲ Will you marry me ကောင်မလေးကငိုတာပေါ့စက်သွန်နေမှုန်ပြီးတော့ကောင်မလေးကိုလိုချင်လို့ကောင်လေးကသူ့မိဘတွေကိုအတင်းပူစားတော့သမီးဆုံးဖြတ်ဖို့လိုတယ်သမီးဘာလုပ်မှာကောင်မလေးကဘာလုပ်အောင်လဲမသိစဉ်းစားသမီးလက်စွပ်ကအတူကြီးဖြစ်နေပြီကောင်မလေးကတေချာစဉ်းစားတယ်လောကမှာပတ်စံထက်အချစ်စစ်ကအရေးကြီးရယ်ဆိုပြီးတော့တတိယသွားတယ်ဖရာရီအမှကောင်မလေးကပျော်သွားအချစ်စစ်ရပြီဆိုပြီးနေတော့ကကြေကွဲပြီပေါ့သူ့ကိုအရင်ချစ်တယ်ငါရဲ့ဘွားကြီးကွဲအောင်ချစ်ခဲ့ပြီပဲကွင်းစီပြုတ်ကြပါစေကွာ why တေးလားရှူပေါလို့မရရင်ချီပါမအောင်နိုင်လို့ထွက်ကြတယ်ဟာအီးပါခြင်းနဲ့ဆိုတာတားလို့ရလားအဲ့ဒါကိုနေရာဖြက်စီးပြစ်တယ်အားလုံးပြီးသွားပြီဟာသူ့ကွင်းစီကကြီးတယ်ကိုကြီးကျွန်တော်ဝင်းကြီးကကြီးလို့ဗျာဘာကျွန်တော်ဝင်းကြီးကကြီးလို့ဗျာဘာကျွန်တော်ဝင်းကြီးကကြီးလို့ဗျာကျွန်တော်ဝင်းကြီးကကြီးလို့ဗျာမရိုင်းတာဟမ်ကျွန်တော်ဝင်းကြီးကကြီးလို့ကဲဇလန်ပြန်ပြောမယ်ကောင်လေးက Ferrari နဲ့ရောက်လာတယ်ကိုကြီးကအဲ့ဒါကိုလှမ်းရှိုးတယ်ကောင်မလေးက fashion show တွေရှောက်ပြတယ်ကောင်လေးက Will you marry me လုပ်တယ်အဲ့ဒါကိုကြီးကမကျေနပ်ဘူးပြီးတော့ကိုကြီးကကောင်လေးကို soft blow တီးလိုက်တယ်ကျွန်တော်ကအခုကနေစပြီးတော့အင်္ဂလိပ်လို review လုပ်မှာဖြစ်ပါတယ် There is the actor is the ပေါင်ကြားတဲ့ငုံကြည့် and then he lick his own cock another actor come now there is two cock မြန်မာလိုပဲကောင်းပါတယ်ထွန်းကရွာမှာအဝါစီး900နဲ့ခြားစီးရဲ့ဆက်ကိုထောင်ထားတယ်ပြဿနာလူတိုင်းအလကားစီးခြင်းနဲ့ပတ်စံ900မပေးခြင်းဘူးထွန်းကမောင်းထုတ်တယ်သွားဆိုပြီးခြားအလကားစီးခြင်းတဲ့လူတွေနဲ့တရွာတယောက်အမြဲချရတယ်900ပေးပြီးတပြုံကြီးလိုက်စီးလို့မရဘူးကွာခြားအလကားတက်စီမန်တီတော့ထွန်းနဲ့သူ့တငယ်ချင်းကပြေးလာတယ်မင်းတို့အလကားစီးလို့ရမလားမင်းတို့ဘာနေဘယ်တစ်ခါစီးတစ်ခါစီး900 900ကတစ်ခါပဲစီးလို့ရနော်ငါချစ်သူကငါ့ကိုတော့အလကားပေးစီမှာပါလေထွန်းနဲ့အီကျော်ဘိုကချစ်သူတွေရာကျော်ကစိုးမယ်မိုက်မယ်ဒါပေမဲ့သမီးတို့တော့အလကားပေးစီမှာဟဲ့နင်ဒါဘယ်သွားမလို့လဲချားသွားစီးမလို့စီးခြင်းအောင်ဟဲ့မှာကောင်မလေးတော့ဒါတော့ traditional ဒုတ်ရမ်းကပါဒုတ်တွေရမ်းပြီးကနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာဒုတ်ဟိုမှာဒုတ်ပြီးတော့မှဒုတ်ဟဲ့ငယ်မချားသွားစီးမလို့လိုက်မလားခိုးပြီးကျုပ်ကစီးမှာလေ900ပေးလိုက်ဘာထိုင်လုံနေတာလဲစီးဟာ900ပေးလဲတန်ပါတယ်အေးကိုကမြန်သွားစီးမင်းကိုတောင်းဆိုစရာတခုရှိမင်းချက်ဦးလေးကင်ပေးမယ်လေငါ့တော့အလကားပေးစီပါကွာလုတ်ပါသားကြီးအမရုတ်တရက်ယူအောင်မဲရမယ်များတင်မလားငါရင်လကားစီးမှာဟဲ့စီးခြင်းအောင်မငါဥကရင်တော့ပေးစီရမှာပဲနင်စူးစမ်းကြည့်ဘာလို့900လဲလို့နင်ငါ့ကိုမောင်းထုတ်တယ်900ငါပတ်စံပေးရမှာလားရှာကျော်ငါနင်ကိုပတ်စံပေးရမှာလားအမထွန်းကတနာပြီးတော့အေးဟုတ်တယ်နင်က900မလို့တော့ဘူးဝါအောင်လားစီကောင်မလေးကချားစီရရမယ်ဆိုပြီးအရန်ပျော်သွားတယ်တဲလေးလားချားအလကားပေးစီမယ်လားငါတို့လည်းပေးစီအောင်
ဇလန်းအတူကျုပ်ပြန်ပြောမယ်ထွန်းထွန်းကအဝါစီး900နဲ့ရွာမှာချရဟတ်ဖွင့်ထားတယ်အဲ့ဒါကိုတရွာလုံးကအလကားစီးခြင်းနဲ့ပေးမစီတော့တရွာတစ်ယောက်ချကြတယ်တရွာလုံးမှောက်သွားတယ်ကျဲဥတွေကင်နဲ့ကောင်မလေးကပါရိုက်ခံပြီးရင်းနေသွားတယ်ဒုံရန်ကားတွေပါတယ်နောက်ဆုံးပြောမရတော့ချပေးစီလိုက်တယ်မူးပြီးတော့ပြန်ထွက်လာတယ်အမကွာဟမ် စပင်ညက်လို့ရ ဘာပေါ်တာလဲ စပင်ညက်လို့ရ ဘာပေါ်တာလဲယောဒါလေးနဲ့ကျင့်ဒါလေးနဲ့အဆင်ပြေသွားရင်ဒီ site လေးနဲ့ကျင့်ဒီ site လေးနဲ့အဆင်ပြေသွားရင်ဒီ site လေးနဲ့ကျင့်သွေးပေါင်ချိန်တာမမြင်ဘူးတဲ့ဆံဝင်မနှစ်ယောက်ကနောက်ကနေတေချာကြည့်နေပါတယ်သူကဒီစင်းမှာစာရမ်းတော်တဲ့ဟာကိုပြအရေးပေါ်လူနာလာပြီဖေးဖက်မြန်လို့ဖေးဖက်ခဏလေးငါစော်ကြောင်လိုက်အောင်မယ်ဟိုမှာလူနာသေတော့မယ်ခေကြပါအောင်ဆရာအေး sorry လူနာဝင်းရချုံနေဆိုပြီးအမြန်ကူအောင်မယ်ဆိုပြီးခြေထောက်မဖြတ်လိုက်တယ်နင်ဘာကိုရွေးမလဲအမေကိုကြည်စမ်းအမေရွှေလည်းမလိုဘူးငွေလည်းမလိုဘူးအမေသားလေးဘိုးကေညှက်နိုင်အမေစိတ်ချမ်းသာပြီတင်မောင်ရဲ့နင်လေဘိုးကေလေးတော့ညှက်လိုက်ပါနော်အမေပြောတော့စဉ်းစားတယ်ချစ်သူလည်းပြောလိုက်တော့ yes ဟုတ်တယ် oh my god ဘိုးကေဆိုတာလူတစ်ယောက်ရဲ့ဘဝကိုဘယ်လောက်ထိပြောင်းလဲပြစ်နိုင်လဲဆိုတာငါမင်းကိုသက်သေပြမယ်ငါသားဘိုးကေညက်ပြီဟဲ့ငါသားဘိုးကေညက်ပြီနင်ငါ့ကိုရေးရစကားပြောလိုက်တာလားဘိုကေလေးရလဲလှချစ်သူလေးရလဲရဘိုကေညက်ပြီးရဲ့နောက်ပိုင်းမှာမင်းသားအင်္ဂလန်ကိုယထာစီးသွားပါတယ်ငါဘေးကကောင်းလဲတူရမလားဘိုကေကွာyes everybody မိန်ကုန်းနဲ့တော့ပြောနေရပြီဝတာချီဝါကီမိုချီအမိုခွက်ကနိုင်ငံခြားပြန်လာပြီသူ့ကောင်မလေးကို surprise လုပ်မယ်ဆိုပြီးတော့ hey အမလေး